ပြောရရင်ခဏခဏမေးတာလဲဒီအတွဲပဲဇာမနီမပြောချင်တာလဲဒီအတွဲပဲအမှန်တိုင်းပြောရရင်ဒီတွဲဖက်မှုကိုမဟောချင်ဘူးစနေအင်္ဂါတစားစားဆိုသလိုပဲမြဲတဲ့အတွဲတွေလည်းရှိသလိုကွဲတဲ့အတွဲတွေတဲ့အလွန်များတဲ့တွဲဖက်မှုဖြစ်ပါတယ်စနေသားအုံပုံတခုခုဆိုရင်ထုတ်မပြောတတ်ဘူးရင်ထဲမှာပဲထားတတ်တဲ့အကျင့်ရှိတယ်အမျိုးသမီးကိုမချစ်တာလည်းမဟုတ်ဘူးချစ်တယ်ဒါပေမဲ့ထုတ်ဖော်မပြတတ်ဘူးအင်္ဂါသမီးကတော့လာပြီဟောတိုင်းတိုင်းဝုန်းတိုင်းကျဲချစ်တာလည်းလူသိတယ်မကျေနပ်တာလည်းလူသိတယ်စိတ်ထဲမှာကိုမထားတတ်တာတခုခုဆိုပတ်ခတ်နေပြောလိုက်ရမှကျေနပ်တယ်စနေသားကအရက်ဘီယာကြိုက်ပါတယ်ဒါကိုအင်္ဂါသမီးကထိန်းချောင်းဖို့လိုပါတယ်ဒီအတွဲမှာအင်္ဂါသမီးကအခရာဖြစ်ပါတယ်ပြောရရင်အိမ်နောင်ရဲ့အဓိကပဲ့ကိုင်ရှင်ကအင်္ဂါသမီးပါစနေသားကလည်းအမျိုးသမီးကိုဦးစားပေးတတ်ပါတယ်ဒီအတွဲဟာစီးပွားရေးမခက်ခဲပါဘူးအယမ်းမချမ်းသာရင်တော့ပြည့်စုံတယ်လို့ခေါ်ရမယ်တွဲဖက်မှုဖြစ်ပါတယ်ဘယ်တော့မှစင်ရဲငတ်မွတ်မဲ့သူတွေမဟုတ်ပါလင်မယားနှစ်ယောက်ဟာအကြောင်းအရင်းတစ်ခုခုကြောင့်အနေဝေးမှုအိမ်ခွဲနေရမှုများရှိနိုင်ပါတယ်အင်္ဂါသမီးအတွက်ရောက်ခမဆိုးများကြုံတွေ့ရတတ်ပါတယ်အဓိကရရကအိမ်တောင်ကွဲကွာမှုဝေးကွာမှုမဖြစ်အောင်ပဲပေးရမှာဖြစ်ပါတယ်ရရ3ခုရှိပါတယ်အမြဲပေးပါတယ်ရှင်သီဝလိကမုံပင်ဝဲပါညစဉ်ရှင်သီဝလိဂါထာကိုကောက်တီတီအိမ်ဖျားမှာရွတ်ဆိုပါဖျားတောက်တော်ကြီးစွန့်တဲ့အခါရှင်သီဝလိပင်ကိုလောင်းလိုက်ပါနောက်တစ်ခုကဆွေတော်သားစစ်စစ်နဲ့ထုထားတဲ့ရှင်သီဝလိကိုတော်ကိုအိမ်ဖျားเจ้าမှာထားရှိကိုးကွယ်ပါဖျားနဲ့တကိုင်းနဲ့မဟုတ်ဘူးเนาะနောက်ဆုံးကဇနီးမောင်နှံအိတ်ခမ်းမှာနှင်းစီပန်းအနီရဲကိုပွင့်ရေးဆဲထားတဲ့ပကြီကဒါမှမဟုတ်ဓာတ်ပုံချိတ်ဆွဲထားပါစစရရဆင်ပြေကြပါစေလို့ဇာမနီဆူတောင်းပေးလိုက်ပါတယ်ရှင်